ဒီတက်တော်ဝါလေးဟာမနက်တိုင်းနိုးထလာတိုင်းမှာတေဖို့လမ်းကြောင်းတစ်တွေကိုအမြဲရှာဖွေနေတတ်ပါတယ်ဒါပေမဲ့လည်းတနည်းနည်းနဲ့တော့အသက်ရှင်နေမြဲပါပဲသူ့ကိုတော့ဟန်နီဘက်ကြားလို့ခေါ်ပါတယ်သူဟာမနက်စာအတွက်အစိတ်ရှိတဲ့ကင်းမီကောက်တွေကိုစားသုံးတတ်တယ်လို့တော်ဝင်မွေဟောက်ရဲ့အစိတ်ကိုတောင်ခံနိုင်ရရှိသူပါတခါတလေအစိတ်တင်သွားရင်တော့မှရက်အတော်ကြာတဲ့အခါပြန်ပြီးအသက်ရှင်တန်လာနိုင်ပါတယ်ပြီးရင်တော့ကလာအုပ်ငှက်တွေရဲ့အတိုက်ကိုဝင်ပြီးဥတွေကိုခိုးစားတတ်ပါတယ်ကလာအုပ်ငှက်တွေကလည်းသူ့ကိုအပြင်းထန်ကန်ကြောက်တတ်ပေမဲ့သူကတော့အဲ့ဓာတွေကိုအောင်အီးတီးခံပြီးရအောင်ယူသွားတတ်ပါတယ်သူကတော့ကိုယ့်ထက်အစပေါင်းများစွာကြီးမားတဲ့တတဝါတွေကိုတောင်ရင်ဆိုင်ရဲပါတယ်တခြားတတဝါတွေဆိုရင်ပြေးလွှားသွားရမယ့်အနေအမျိုးကိုတောင်မမှုပဲရင်ဆိုင်တတ်ပါတယ်ဒါတွေမကသေးပါဘူးဟန်နီဘက်ကြားဟာတားကောင်တွေကိုလူယူစားတောက်တာနဲ့ကိုယ့်ထက်အရွယ်စားကြီးမားတဲ့တတဝါတွေကိုကြောက်ရွံ့မှုမရှိပဲရင်ဆိုင်ရမှာနာမည်ကြီးပါတယ်ရှင်းသေးတွေတောင်သူ့နဲ့ရံမဖြစ်ခင်မှာနှစ်ခါပြန်စဉ်းစားရပါတယ်တကယ်လို့တိုက်ပွဲတစ်ခုဖြစ်လာရင်လည်းသူကမယိုးသားတဲ့နီးနဲ့တိုက်ခိုက်တတ်ပြီးဘယ်တော့မှနောက်မဆုတ်တဲ့နာမည်ကောင်းကိုပိုင်ဆိုင်ထားသူပါသေးငယ်တဲ့ခေါင်းမာတဲ့ပြီးတော့ကြောက်ရွံ့မှုမရှိတဲ့ဟန်နီဘက်ကြားဟာတဘာဝတရားရဲ့အကြံ့ခိုင်ဆုံးတတဝါတစ်ကောင်ပဲဖြစ်ပါတယ်ဒီလိုဗီဒီယိုမျိုးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့နဲ့အမြဲအဆက်အသွယ်ရှိနေအောင်ဒီအကောင့်ကို follow လုပ်ထားလိုက်ပါ